အားလုံးပဲမင်္ဂလာပါဒီနေ့မှာတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကြောင်လေးတွေပြည့်နေနေတဲ့မြို့တော်ကြီးတစ်ခုအကြောင်းပဲဖြစ်ပါတယ်ဒီမြို့ရဲ့လမ်းတွေစားတောက်ဆိုင်တွေပန်းခြံတွေဈေးတွေသားမကရှေးဟောင်းဆောက်အုံတွေပြီးဘာသာရေးအဆောက်အဦတွေမှာပါကြောင်လေးတွေပြည့်နေပြီးဒီကြောင်လေးတွေဟာမြို့တော်ကြီးတစ်ခုလုံးကိုအပိုင်စားရထားတဲ့အခွင့်ထူးခံလေးတွေလိုမြို့သူမြို့သားတွေဆက်ဆံကြပါတယ်ဒီမြို့ဟာကြောင်လေးတွေကိုဂရုစိုက်ပြီးတော့စောက်ရှောက်ပေးတဲ့မြို့လေးဖြစ်ပါတယ်ဒါကတော့တူရကီနိုင်ငံရဲ့အစ္စတန်ဘူလ်မြို့ကြီးပဲဖြစ်ပါတယ်။အစ္စတန်ဘူလ်မြို့ဟာတူရကီနိုင်ငံရဲ့နှလုံးသားလိုတင်စားရလာအောင်လှပတဲ့မြို့တော်တစ်ခုပါ။ဒီမြို့မှာတမိုင်းဝင်အဆောက်အုံတွေစိတ်ဝင်စားဖွယ်ယဉ်ကျေးမှုတွေနဲ့ပြည့်နေနေတဲ့ပြင်နောက်ထပ်ထူးခြားတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့အစ္စတန်ဘူလ်မြို့ကကြောင်လေးတွေပါ။အစ္စတန်ဘူလ်မြို့ရဲ့လမ်းတွေရက်ကွက်တွေမှာကြောင်လေးတွေဟာမရှိမဖြစ်အစိပ်ပိုင်းတစ်ခုလိုဖြစ်နေပါတယ်။ကြောင်တွေဟာအစ္စတန်ဘူလ်မြို့မှာရာစုနှစ်ပေါင်းများစွာရှိခဲ့ပါတယ်။ဘိုင်ဇန်တိုင်းအင်ပါယာလက်ထက်ကလေးကဒီမြို့မှာကြောင်လေးတွေရှိခဲ့တယ်လို့သမိုင်းမှာပြောပါတယ်။အဲ့ချိန်တုန်းကကြောင်တွေကိုစက်တွေကိုထိန်းချုပ်ဖို့အတွက်မွေးမြူခဲ့ကြတာပါ။ဒါပေမဲ့အခုခါမှာတော့ကြောင်လေးတွေဟာမြို့သူမြို့သားတွေရဲ့ချစ်မြတ်နိုးမှုကိုခံယူနေရပါပြီ။အစ္စတန်ဘူလ်မြို့မှာကြောင်တွေဟာလွတ်လပ်စွာသွားလာနိုင်ပါတယ်။သူတို့ကိုဘသူပိုင်နေဆိုတာမရှိပါဘူး။လူတွေဟာကြောင်တွေကိုကျွေးမွေးပြီးတော့ဂရုစိုက်ကြပေမယ့်ကြောင်တွေဟာလူတွေရဲ့အိမ်တွေမှာအမြဲတမ်းနေထိုင်လေမရှိပါဘူး။သူတို့ကလမ်းတွေဥယျာဉ်တွေနဲ့မြို့ရဲ့တောင်နေရာတွေမှာလွတ်လပ်စွာနေထိုင်ကြပါတယ်။ကြောင်တွေနေနဲ့တခုထူးခြားတာကနေမြေသိမ်းမှုရှင်ပြိုင်မှုပါ။အစ္စတန်ဘူလ်မှာကြောင်ထီးတွေကနေမြေကိုထိန်းချုပ်ဖို့အတွက်တိုက်ခိုက်မှုတွေဖြစ်တတ်ပါတယ်။တချို့ကြောင်တွေအတွက်တော့စိုင်းပိုင်ရှင်တွေကပဲသူတို့ရဲ့နေမြေထိန်းချုပ်သူဖြစ်နေကြပါတယ်။ဒါကြောင့်သူတို့ကိုလူတွေကရက်ွက်ရဲဖွဲလို့တောင်မှချစ်စနိုးခေါ်ကြပါတယ်။လမ်းမေးကြောင်တွေထဲမှာတောင်မှလူသိများပြီးတော့နာမည်ကြီးသွားတဲ့ကြောင်လေးရှိပါတယ်။တွန်ဘီလီဟာအစ္စတန်ဘူလ်မှာနာမည်ကျော်ကြားဆုံးကြောင်တစ်ကောင်ပါ။သူဟာလူတွေကိုငေးကြည့်ပြီးတော့ထိုင်နေတဲ့ပုံရိပ်ကြောင့်လူမှုကွန်ရက်မှာလူကြိုက်များခဲ့ပြီးတူရကီလူမျိုးတွေဟာတွန်ဘီလီကိုဂုဏ်ပြုတဲ့ရုပ်ထုတစ်ခုကိုတောင်မှစောက်ထားခဲ့ပါတယ်။ဒါပြင်နာမည်ကျော်ကြားခဲ့တဲ့ဂလီဆိုတဲ့ကြောင်လေးရှိပါသေးတယ်။ဂလီကြောင်လေးမျက်လုံးတွေဟာကြီးမားပြီးတော့ဆူရှားတဲ့မျက်လုံးတွေကိုပိုင်ဆိုင်ထားတဲ့ကြောင်လေးတစ်ကောင်ဖြစ်ပြီးအစ္စတန်ဘူလ်ကိုလာလေတဲ့ခီးသွွားများကြောင့်အလုံးလူကြိုက်များခဲ့ပါတယ်။2019ခုနှစ်မှာအမေရိကန်သမ္မတအိုဘားမားနဲ့ဂလီကိုတွေ့ဆုံခဲ့ပူးကြပါတယ်။အစ္စတန်ဘူလ်တိုင်းလူမှုအတိုင်းဝိုင်းဟာကြောင်တွေကိုများစွာဂရုစိုက်ကြပါတယ်။လမ်းမေးတွေမှာကြောင်တွေတွင်အစားအစာနဲ့ရေတွေကိုထားရှိပေးလေရှိပါတယ်။ဒါပြီးကြောင်တွေတွေခိုးလုံရနေရာတွေကိုလည်းပြုလုပ်ပေးကြပါတယ်။ကြောင်တွေနေထိုင်ရပ်တည်နိုင်ဖို့အတွက်အခမဲ့စည်းကမ်းတွေလည်းရှိပါတယ်။ကျောင်းတွေဟာအစ္စတန်ဘူလ်မြို့ရဲ့ယဉ်ကျေးမှုမှာများစွာအရေးပါပါတယ်။ကျောင်းတွေကိုမြို့တော်ရဲ့တင်ဂေတာတစ်ခုလိုတောင်မှမှတ်ယူကြပါတယ်။မြို့နာမည်အစ္စတန်ဘူလ်ကိုတောင်ကက်စတန်ဘူလ်လို့တောက်ပြောင်ခေါ်ဝေါ်ကြပါသေးတယ်။ကျောင်းတွေနဲ့ပတ်သက်တဲ့အမှုပညာလက်ရာတွေစာအုပ်တွေနဲ့ရုပ်ရှင်တွေလည်းရှိပါတယ်။2016ခုနှစ်မှာထွက်ရှိခဲ့တဲ့ခက်ဒီရုပ်ရှင်ဟာအစ္စတန်ဘူလ်မြို့ကကျောင်းတွေရဲ့ဘဝကိုမှတ်တမ်းတင်ထားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပြီးကမ္ဘာတဝန်းကတရိษံချစ်သူတွေရဲ့အာယုံစိုက်မှုကိုရရှိခဲ့ပါတယ်။အစ္စတန်ဘူလ်မြို့ဟာကြောင်လေးတွေကလူတွေနဲ့တားစားတာဖြစ်စွာနေထိုင်နေကြတဲ့ပုံကလေးမြို့တော်ရဲ့ပြရောက်တစ်ခုဖြစ်ပါတယ်။သူတို့ရဲ့ရှင်သန်မှုနဲ့လှပမှုတွေဟာဒီမြို့ကိုပုံမထူးခြားစေပါတယ်။ကြောင်ချစ်သူအနေနဲ့တကယ်ကိုမှတွားရောက်လဲပဲတဲ့မြို့တော်ကြီးဖြစ်ပါတယ်။အကယ်၍အသင်ဟာအစ္စတန်ဘူလ်ကိုလာမယ်ဆိုရင်လမ်းတွေပေါ်ကကြောင်လေးတွေနဲ့အတူတူခဏလောက်ချိန်ဖြုံဖို့မမေ့ပါနဲ့။ဒီကြောင်လေးတွေဟာဒီမျိုးရဲ့စိတ်ဝင်စားဝင်ဇက်လိုက်တွေပါပဲ။အဆုံးထိတရှိပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုလည်းကျေးဇူးတင်ပါတယ်။စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေမှာမလို့ကျမတို့ရဲ့ရုပ်ဆောင် channel လေးကို like share and subscribe လေးလုပ်ဖို့မမေ့ပါနဲ့အောင်ရှင်။